down နဲ့ future သိမ်းပွဲကွာ down ကဘယ်လိုပြောလဲဆိုတော့ future သိမ်းရဲ့ project တစ်ခုမှာ तू ကပါဝင်ပြီးတော့အခမဲ့ပါဝင်ပြီးတော့မှတရုပ်ဆောင်ရမယ်တချင်းဆိုပေးရမယ်ကွာအဲ့နဲ့သူတို့တနေ့ rehearsal နေ့ရောက်လာတဲ့အခါကျတော့သူတို့တချင်းသွားတိုက်တယ်တချင်းသွားတိုက်တဲ့အခါကျတော့ future သိမ်းကနေပြီးတော့မှအလုပ်စကားကိုမပြောဘူးတနေ့ကုန် तू ပြောတဲ့စကားတွေပဲနားထောင်နေရတယ်တချင်းတိုက်ဖို့လည်းမလုပ်ဘူးပြောတဲ့စကားတွေကလည်းဘာတွေလဲဆိုတော့တခြားထောင်ကနေဘယ်လို main ကလေးတွေကိုရွေးချယ်ရမယ်အဲ့လိုစကားတွေအဲ့လိုပေါ့အတိတ်ပဲမရှိတဲ့အလုံးနဲ့မသက်ဆိုင်တဲ့စကားတွေကိုပြောတယ်ပေါ့ပြီးလို့ရှိရင်နောက်ကြတော့လည်း future နဲ့မျိုးသူ့ကိုပေါ့သူ့ကိုဆက်ဆံတဲ့နေရာမှာပေးနဲ့ကွာသူ့ကိုပဲဖွန်ကြောင်းနေတယ်လို့ဘာလို့ပုံစံနေနဲ့ future တင်ကသူ့ကိုဆက်ဆံတယ်ပေါ့အဲ့ဒါမျိုးထောင်ကနေပြီးတော့ဘလော့လိုက်တယ်ပေါ့ကွာအဲ့သူတို့ project ကြီးလည်းဆက်ပြီးတော့မလုံးဖြစ်တော့ဘူးပေါ့နောက်ကြတော့ future တင်ကနေပြီးတော့မှအိမ်ထီတွေသူ့အိမ်ထီကိုတလန်းဝင်တလန်းထွက်တွေလိုက်ရှာပြီးတော့မှပေါ့လိုက်လာတယ်ပေါ့စာတွေပုံထဲမှာစာချမ်းခဲ့တယ်ပေါ့အဲ့ဒီလိပ်စာကလည်းသူ့ပေးထတာမဟုတ်ဘူးတခြားလူတွေစာတွေတောင်းလို့မှသူ့အဲ့လိုလိုက်လုံနေတယ်ပေါ့အားနဲ့ထောင်ကအဲ့လိုတင်ထားတယ်အားနဲ့ future တင်ကနေဘယ်လိုပြန်ပြောတယ်မောင်တောင်းရဲ့ဘယ်လိုတောင်ပြောတာလဲပေါ့နော်ဟို तू ကပျောပြီးလောက်တာမဟုတ်ပါဘူးပေါ့တချင်းကရိုက်မဲ့တချင်းကအချစ်တချင်းကွာအဆွေးတချင်းလေးအဲ့ဒါကိုထောင်းကနေပြီးတော့မှသူ့အချိန်ကြီးအများကြီးပေးထားတယ်ကွာဒီဟာကိုပြောပြီးတော့အချိန်ကြီးအများကြီးပေးထားအဲ့ဒါတော့မှ तू က rehearsal နေ့ရောက်လာတဲ့အချိန်မှာဘလို့မှအစင်သင်ဖြစ်မနေဘူးကီးလည်းမဝင်နေဘူးပေါ့မူကလည်းဝင်မနေဘူးပေါ့အဲ့ဒါမှမလို့ future တင်ကနေပြီးတော့ကွာ तू မူဝင်အောင်လို့ဆိုပြီးတော့ဒီအချစ်တချင်းဖြစ်တဲ့အတွက်ကြောင့်မလို့အချစ်နဲ့ပတ်သက်တဲ့ဟာလေးတွေကို तू ကပြောပေးတာအဲ့ဒါကိုထောင်းကနေအထင်လွဲတာပေါ့အေးကိုလိုက်ရှာတယ်ဆိုတာကလည်း तू ကိုယ်တိုင်ထောင်းကိုယ်တိုင်ပေးထားတာတဲ့အဲ့ဒီလိပ်စာကိုထောင်းကိုယ်တိုင်ပေးထားတာထောင်းကမေးတတ်တယ်တဲ့ဟိုအမေစုမွေးနေတာမှာတဲ့ထောင်းကမေ့နေတာတဲ့မေ့တတ်တယ်တဲ့အားကြောင့်မလို့တဲ့ तू ကိုယ်တိုင်ပေးထားတဲ့လိပ်စာကို तू ကလိုက်ပြီးရှာပြီးတော့မှ तू ကအကြီးတယောက်အနေနဲ့ကွာထောင်းကနေပြီးတော့မှစိတ်ခုနေတာမဟုတ်လို့ဘလော့ထားတာမဟုတ်လို့အကြီးတယောက်နဲ့သူကလိုက်ပြီးတော့ညှိနှိုင်းချင်တာပါပေါ့နော်ထောင်းကနေပြီးအဲ့လိုမျိုးပြောတာprofessional မဆန်တာဘာတူလဲပေါ့နော်အဲ့ဒီဟာသူတို့ရဲ့ project ကြီးကလည်းပြတ်သွားတယ်ကွာပြင်သစ်ကနေလာရတာတော့ project ကြီးကပြတ်သွားအဲ့ဒါကြောင့်မလို့ဒီ professional မဆန်တာဘာတူလဲဆိုပြီးမှအဲ့ဒါပွဲရဖြစ်တာအဲ့နဲ့ပြိတ္တတွေကဘာတွေပြောနေကြလဲဆိုတော့ထောင်းရတဲ့သူကသဘောကောင်းတယ်ဒါပေမဲ့စိတ်လက်ဆက်တယ်အဲ့လိုပြောပြီးနေတာမကြိုက်ဘူးပေါ့နော်အဲ့ကြောင့်မလို့မက်ဖြူကကြတော့သူကကြတော့ဘယ်လိုလဲဆက်ဆံရေးကောင်းတယ်ချူတာဆက်ဆံတဲ့အဲ့လိုရောနောလေးပေါ့ရင်အဲ့လိုလေးဆက်ဆံတာကိုထောင်းကအထင်လွဲသွားပုံရတယ်ပေါ့အဲ့လိုမျိုးဒါအကောင့်ဘက်ကအစိုးဘက်ကပြောရလွေကြတယ်ဖြူစောတင်ရတဲ့အမားတဲ့အပြိုကြီးဖြစ်နေလို့တဲ့သူကအကောင့်လေးတွေကိုဘယ်လိုဖြစ်တယ်ပေါ့သူကအဲ့လိုမျိုးပြောပြန်ရောတချို့ကြတော့ဘာပြောလဲဆိုတော့ထောင်းရတဲ့ဆေးဆွဲနေရတဲ့ပြီးလို့ရှိရင်သူ့ကိုယ်သူတဲ့ဘဝင်မြင့်နေတဲ့မင်းသားတယ်အဲ့လိုမျိုးပြောကြတယ်အခုကြတော့ပြိတ္တတွေကဘယ်သူဘက်ကနေဝင်းရကြလဲဆိုတော့ဟိုတဲ့ဒီပွဲမှာတော့ခေါင်းနဲ့မဆုံးဖြတ်ဘူးတဲ့နှစ်ခေါင်းနဲ့ပဲဆုံးဖြတ်မယ်ကိုဒေါင်းဘက်ကပဲဆိုတဲ့လူကတစ်ဖွဲ့ပြီးလို့ရှိရင်မက်ဖြူပဲပေါ့နော်မက်ဖြူသားလေးအမှန်တရားပေါ့အဲ့လိုမျိုးဆိုမက်ဖြူဘက်ကရက်တီးရဲ့လူတွေကလည်းတစ်ဖွဲ့အခုပြန်ပေါက်နေတဲ့တခြင်းကတော့ရန်သူကြီးတရားလို့ထင်နေပြီလားမုံလန်နဲ့တွေကိုင်းဆွေးထားတိတ်တဲမှာပြင်းထန်နေသူမင်းတို့ရဲ့ဆက်ဆံရေးတွေကျနေပြီအဲ့တချင်းနဲ့ဖြစ်နေကြတယ်ပြောကြတော့မကောင်းပါဘူးဖြူချိုတင်ကပထမမင်းမကိုနဲ့လည်းဝဲဖြစ်တာတည်းနော်ဟိုဘာမှမသိဘူးစိတ်ညစ်တယ်